PCH တွေကိုသိန်း200ကျော်နဲ့စီမလာ PCH တဲ့ပိုချမ်းတဲ့ဒီဇိုင်းမှာ Europe Expo နဲ့မြန်မာနိုင်ငံထဲကိုပထမဆုံးအချိန်ဝင်ရောက်လာမယ် Let Be Iceland ကိုသိန်း100မကျော်တဲ့ဈေးနဲ့စီမလာ Let Be Iceland က design or performance ကို technology ကိုပါပေါင်းစပ်ထားတဲ့ premium scooter တစ်စီးဖြစ်ပါတယ် engine power 155cc ကိုမှ high performance water cool EFI engine ကိုအသုံးပြုထားပြီးတော့ water cooling system ဖြစ်တဲ့အတွက် highway အတွက်လည်းအရန်မိုက်တယ်လို့ traffic ကြက်တဲ့မြို့တွင်းမှာလည်း engine heat ကိုပို့ပြီးတော့ကောင်းအောင်ထိန်းပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ EFI system ဖြစ်သွားတဲ့အတွက်စီစားသက်သာမယ်အေးတဲ့အချိန်မှာတော့နိုးရလွယ်မယ် engine response မြန်မယ် maintenance ကလည်း car rider ထက်ကိုပို့ပြီးတော့လွယ်ပါတယ် 14.7 Nm torque ရှိတာကြောင့်လူ2ယောက်စီးရင်လည်းအားနည်းတော့လုံးဝရှိမှာမဟုတ်ဘူးရက်နေရနဲ့အမြန်ထွက်ချင်တဲ့အချိန်တွေ acceleration ကလုံးဝ smooth ဖြစ်သွားမယ် top speed ကလည်း110 km/h speed နဲ့ရတဲ့အတွက်ကြောင့်မလို့မြို့တွင်းသုံးဖို့လည်းအဆင်ပြေပြီးတော့ highway အတွက်လည်းအရန်အဆင်ပြေတဲ့ speed ဖြစ်ပါတယ်ခင်ဗျာ brake system ကလည်း shade disc now disc နဲ့ဖြစ်သွားတဲ့အပြင် dual channel ABS ပါဝင်တာကြောင့် emergency brake လုပ်တဲ့အချိန် wheel lock ဖြစ်တာကို short ချပေးပြီးတော့စိတ်ချရတဲ့ braking performance ကိုပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ချက်က scooter တော်တော်များများထက်ပိုမိုက်တဲ့အချက်တစ်ခုလို့ပြောလို့ရပါတယ် short bar တွေကလည်း gas short bar တွေကိုအသုံးပြုထားတာကြောင့်လမ်းမညီတဲ့နေရာတွေမှာ share မိုက်တဲ့အပြင်နှစ်ယောက်စီးရင်လည်းလုံးဝ comfortable ဖြစ်မှာဖြစ်ပါတယ်ခင်ဗျာဒိုင်ခွက်ကလည်း9လက်မ full color LED display ဖြစ်သွားတဲ့အတွက်ကြောင့်မလို့နေဘက်နဲ့ညဘက်တွေမှာလုံးဝကြည့်ရတာလွယ်နေမှာဖြစ်ပါတယ်စီတက်ကင်မှာလည်း C9 လီတာဆန်တဲ့အတွက်စီခဏဖြည့်စရာလိုမှာမဟုတ်ဘူးစီစားနှုန်းကလည်း EFI နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့1လီတာကို35နဲ့45ကီလိုမီတာဝန်းကျင်ရနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒီလိုအရန်မိုက်တဲ့နောက်ဆုံးပေါ်ဒီဇိုင်းနဲ့မြန်မာနိုင်ငံထဲကိုပထမဆုံးအချိန်ဝေရောက်လာမယ့် engine 155cc နဲ့ Let Be Iceland Autocycle ကိုပြည်မြို့မှာကျွန်တော်မိုးနဲ့သားက service ကိုအပိုပစ္စည်းပိုင်းကိုပါ after sales service day နဲ့အကောင်းဆုံးတာဝန်ယူရောင်းချပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့လိုချင်တဲ့ညိုကီရဲ့အတွက်ကျွန်တော်မိုးနဲ့သားမှာ pre order စတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိုးနဲ့သားရဲ့လိပ်စာကအမှတ်50ခုမြင်းဆောင်6ဘင်းအောင်လမ်းမကြီးရနမောင်ကွက်သစ်ထိပ်ပြည်မြို့မှာတည်ရှိပါတယ်ဖုန်းနံပါတ်က3994415933ခွန်3994415933 399990 910 60ကိုဆက်သွယ်ပြီးတော့ order မှာယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ